Omono Mania Ronga Lahazada Besi Yawari, no? Lahazada Besi the color of Giga Sodia Lamao, Lahazada Besi Odi.
ခဏဆိုတာတစ်စက္ကန့်လောက်ကလေးပေါ့ပရိသေရီနေတဲ့တခဏလောက်မှာနာမရူပံနာနေယုတ်တိပရိသေရီစိတ်စေတသိက်ကနာဟရိယဝတ္ထုလေးကယုတ်နာမဆိုတာနန္တရားဆိုတာဘယ်လိုပြောတာတော့ပဋိသန္ဓေနေတဲ့စိတ်စေတသိက်ကိုနာဒီပြည့်စိတ်စေတသိက်ဒီထိုးလို့တာမဟုတ်ဘူးနော်ပဋိသန္ဓေနေတဲ့ခဏမှာပဋိသန္ဓေနေတဲ့စိတ်စေတသိက်နန္တရားနဲ့ယုတ်ကဘယ်လိုတော့ဟရိယဝတ္ထုအဲ့ဒီဟရိယဝတ္ထုလေးကဗျိုင်းလူဖြစ်တယ်တဲ့အချင်းချင်းအားပဋိသန္ဓေစိတ်ကလေးကပြည့်စည်ယူလိုက်ရင်ဟရိယဝတ္ထုကပစ္စယုတ်ပံဟုတ်လားဟရိယဝတ္ထုကပြည့်စည်ယူလိုက်ရင်ပဋိသန္ဓေစိတ်ကပစ္စယုတ်ပံအဲ့ဒါလိုကျေစုပြုတာကိုအညမြညာအဲ့တော့အညမြညာပါတာ၃ဝက်ကြပေါ့နော်ပထမဝက်ကြကနာခန္ဓာ၄ပါးဒုတိယဝက်ကြကမဟာဘုံကြီး၄ပါးတတိယဝက်ကြကပရိသေရီစိတ်စေတသိက်နဲ့ဟရိယဝတ္ထုယုတ်တရားနော်၃ဝက်ကြပြီးတော့နောက်သတုထဝေကြကြတော့စိတ်ဓာစေတတိကာဓမ္မာစိတ်စေတသိက်တရားတို့သည်စိတ်ဓာသမုဋ္ဌာနာနံရူပါနံစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်တရားတို့အားဘာသာတာပစ္စယေနာပစ္စယောအတူတကွဖြစ်တဲ့သာသာတာတတ္တိဖြင့်ကျေစုပြုတယ်စိတ်စေတသိက်တရားတွေဥပမာအဖြစ်ဘုံဘုံကုတရားဟောနေတယ်ဘုံဘုံတဏ္ဍာမယ်ရှိတဲ့မဟာကုသိုလ်စိတ်စေတသိက်ကပစ္စည်းပေါ်လာတဲ့အတန်လေးကဘာလို့ပစ္စယုတ်ပံကုဘုံဘုံတဏ္ဍာမယ်ဖြစ်နေတဲ့မဟာကုသိုလ်စိတ်စေတသိက်တို့ကပစ္စည်းတရားပြီးတော့စိတ်ဓာတ်ယုတ်ဒီအတန်လေးကပစ္စယုတ်ပံတရားယုတ်တရားနန္တရားယုတ်တရားဘုံဘုံတဏ္ဍာမယ်ဖြစ်နေတဲ့ကုသိုလ်စိတ်စေတသိက်တွေကနန္တရားစေတသာယုတ်ဒီအတန်လေးကယုတ်တရားနာနဲ့ယုတ်ဒီလိုခွဲခြားပြလိုက်တော့နာမရူပပရိစ္ဆေကညာမရဘူးလားစိတ်စေတသိက်ကုသိုလ်တရားကပစ္စည်းတရားစေတသာယုတ်အတန်လေးကပစ္စယုတ်ပံတရားမဟာကုသိုလ်စိတ်စေတသိက်တွေကအကြောင်းတရားပေါ်လာတဲ့စေတသာယုတ်တွေကအကျိုးတရားအကြောင်းကြောင့်အကျိုးဖြစ်တာဗြဟ္မာဗိတ္တနုစတဲ့တကုရှင်တွေဖန်သင်းလို့ဖြစ်တာမဟုတ်ဘူးသဘောပေါက်တယ်နော်အဲ့ဒါလိုသဘောပေါက်လိုက်ရင်ပစ္စယပရိက္ခဉာဏ်ဉာဏ်စဉ်နှစ်ပါးရတယ်နော်ဉာဏ်စဉ်နှစ်ပါးရလိုက်တဲ့ဆိုရင်ကိုမနေဘူးတဲ့သုလသောတာပန်ဖြစ်တာနော်အဲဒီသောတာပန်ဖြစ်ပြီးတဲ့နောက်ရှိဆက်လိုက်ရမှာကဒီတရားကနန္တရားဒီတရားကယုတ်တရားနန္တရားနဲ့ယုတ်တရားနဲ့အကြောင်းအကျိုးတိုက်ဆိုင်ဖြစ်ပေါ်လာပြီးခဏလေးစက္ကန့်ပိုင်းလေးအတွင်းဖြစ်ပြီးတော့ပြည့်သွားတယ်အနိစ္စဟုတ်ကလားအဲ့လိုအနိစ္စကြည့်အောင်သိလိုက်ရင်အဲ့ဒါနိဗ္ဗာန်သွားတဲ့လမ်းပေါ်ရောက်ပြီတဲ့ဟုတ်ကလားဉာဏ်စဉ်10ပါးရှိတဲ့အနက်ဒီဥရိယဘယဖြစ်ပြီးပြည့်တယ်လို့သိတဲ့ဉာဏ်လိုရင်းနော်လိုရင်းလေးသိဖို့လိုတယ်လိုရင်းလေးသိလို့ရှိရင်မခက်ပါဘူးနော်အဲ့တော့၄ဝက်ကြပြီးပါနောက်ပင်သမဝက်ကြကမဟာဗုဒ္ဓဥပါဒရူပနန္ဒသာတာပစ္စေနာပစ္စယောမဟာဗုဒ္ဓဆိုတဲ့မြေကြီးလေးမိဓာတ်ကြီးလေးပါးကပစ္စည်းသူ့ကိုပြီးတော့ဖြစ်တဲ့ယုတ်ဥပါဒယုတ်ကဘယ်လောက်တဲ့တော့24ပါးမဟာဗုဒ္ဓ၄ပါးကပစ္စည်းဥပါဒယုတ်24ပါးကပစ္စယုတ်ပါအဲ့ဒါလိုသူကြရုပ်ရုပ်ချင်းကျေးဇူးပြုတာနော်မဟာယုတ်ကမဟာဘုဒ္ဓယုတ်ကြီး၄ပါးမြေလေးမိဓာတ်ကြီး၄ပါးကပစ္စည်းတရားအကြောင်းတရားဥပါဒယုတ်24ပါးက
ပစ္စယုပ္ပန်တရားအကျိုးတရားငါဝဲကြပြီးတော့မှမြတ်စွာဘုရားကနောက်ဝဲကြကတော့အမှားစကားချက်ခေါ်တယ်ရူပိနောဓမ္မာရူပိနံဓမ္မာနံရူပိနောယရုပ်ဆိုပေမဲ့လို့ဟရိယဝတ္ထုရုပ်ကိုဆိုလိုပါတယ်နော်ဘယ်ရုပ်ဆိုလိုတာတော့ဟရိယဝတ္ထုဆိုတဲ့ရုပ်တရားပြီးအရူပိနံဓမ္မာနံနံတရားတို့ပါနံတရားဆိုလည်းဒီနေရာမှာတတိတန်ဒီစိတ်စီတဲ့နံကိုဆိုလိုပါတယ်ဒီပြင်နံဒီမဆိုလိုဘူးနော်ယုတ်တရားဟရိယဝတ္ထုယုတ်တရားဒီပဋိသန္ဓေနံတရားတို့ပါကိဉ္စီကာလေသဟဇာတာပစ္စယေနာပစ္စယောကိဉ္စီကာလေအချို့သောအခါ၌အချို့သောအခါဆိုတာပဋိသန္ဓေနေရောအခါ၌ဟုတ်လားပဋိသန္ဓေနေတဲ့အခါမှာတော့ယုံနဲ့နံနဲ့ဗျိုင်းလူဖြစ်တယ်တဲ့သဟဇာတာပစ္စယေနာပစ္စယောသာသာတာဗျိုင်းလူဖြစ်တဲ့တတ္တိဖြင့်ကျေးဇူးပြုကိဉ္စီကာလေဘဝတိအခါ၌ပဋိသန္ဓေနေပြီးတော့နောက်ဖြစ်တဲ့စိတ်စေတသိက်တွေယုတ်ကြတော့ဘဝတိလို့ခေါ်တယ်နော်အဲ့လိုဘဝတိအခါ၌နာသာသာတာပစ္စယေနာပစ္စယောသာသာတာပစ္စယေနာသာသာတာတတ္တိအတူတကွဖြစ်တဲ့တတ္တိဖြင့်နာပစ္စယောကျေးဇူးမပြုဘဝတိအခါကြတဲ့အခါသာသာတာအတူတကွဗျိုင်းလူမဖြစ်ဘူးတဲ့ဘဝတိအခါကြပုရိသာတာတတ္တိနဲ့ကျေးဇူးပြုတာနော်အဲ့လိုဖတ်ပုံလေးတဲ့ကိဉ္စီကာလေနာသာသာတာပစ္စယေနာပစ္စယောဒီလိုဖတ်ရတယ်နော်ကိဉ္စီကာလေနာဒီလိုမဟုတ်ဘူးကာလေနဲ့နာနဲ့မပေါင်းရဘူးနော်ကိဉ္စီကာလေအချို့သောအခါ၌ဘဝတိအခါ၌သာသာတာပစ္စယေနာသာသာတာတတ္တိဖြင့်ဗျိုင်းလူဖြစ်တဲ့တတ္တိဖြင့်နာပစ္စယောကျေးဇူးမပြုတာနော်ကဲတစ်ခေါက်လောက်ဖတ်လိုက်ပါဦးသာသာတာပစ္စယောတိ
hồn chào hỏi đã vậy không là ý tôi mua trả luôn nè đi nam đi nam mà bà về chào hỏi gì à Sadaro khana rupino inyam desina desio Sadaro mahabuddha inyam desina desio Okan lekani namarupam inyam desina desio Ke phale ja ba o inyam desio di Sadaro khana arubino nankhana leba wirane khana pinya khana thengkhare khana vinyane khana Thomo china dina daweli chi daweli me chi rao 4 chongပါတယ်မဟုတ်လားဒီဒဝeli chi rao 4 ချောင်းပါတော့chi rao 4 ချောင်းတစ်ချောင်းနဲ့တစ်ချောင်းအချင်းချင်းကြီးပြုပြီးတော့ပြီးနေတာပေါ့တော့ဝင်နေတော့မှာဒီနန်းခန္ဓာ 4 ပါးကလည်းဒီလိုပဲခန္ဓာတစ်ခုနဲ့တစ်ခုကျေစုပြုပြီးတော့ပြီးနေတာတဲ့သဘောပေါက်တယ်နော်အဲ့ဒါနန်းခန္ဓာ 4 ပါးသတ္တရောမဟာဗုဒ္ဓသူကလည်းပဲမြေရည်လေးမိဓာတ်ကြီး 4 ပါးကလည်းဒုနည်းတူပေါ့ခုနကတော့ခြေထောက် 4 ချောင်းသဝဲလေးရှိတယ်လို့ယုတ်တရားတွေရဲ့ခြေထောက်ကတော့မြေရည်နေမိဟုတ်ကဲ့မလားအဲ့ဒီမြေရည်နေမိဆိုတဲ့ဓာတ်ကြီး 4 ပါးကလည်းအချင်းချင်းတစ်ခုနဲ့တစ်ခုဓာတ်တစ်ခုနဲ့တစ်ခုချင်းချင်းကျေးဇူးပြုတယ်ပြီးတော့တတိယဝေကြကဩကံဒိဋ္ဌိနာမရူပံဒါပရိသေတိနေတဲ့ခုလူတွေနတ်တွေပြမတချို့ပေါ့အကုန်လုံးတော့မဟုတ်တာဘူးနော်ဟိုးအထက်ပြမတချို့အတိညာတပြမကြတော့ရုပ်ကြည့်တယ်ရှိသူကနာမရူပံမရဘူးရူပံနဲ့ရနော်ဒီအတင်းအရူပဝသနာဗြဟ္မာဆိုတာရုပ်မရှိဘူးနာမ်ရှိတဲ့ဗြဟ္မာကြတော့လေဥက္ကန္တိကနေနာမန်နဲ့ရတာပေါ့သူကနော်ဒီဥက္ကန္တိကနေပရိသေရီနေတဲ့ခဏနာနဲ့ရုပ်တရားပြီဆိုတာကလူတွေနတ်တွေဗြဟ္မာ15 ပုံပြောတာဟုတ်ကလားလူတွေနတ်တွေဗြဟ္မာတွေမယေတရိသံပိဋ္ဌာအတူရဲ့အပေသားတွေလည်းပါတာပေါ့လေအဲ့လိုမပါလာကတော့အတိညတဗြဟ္မာတဘုံအရူပဝဆရဗြဟ္မာ4 ပုံ 5 ပုံမပါဘူးပေါ့နော်ဒီ30 ပုံရှိတဲ့အနေဘယ်နှပုံရှိလို့26 ပုံပါတယ်ပေါ့နော်26 ပုံအဲ့ဒီနဲ့နာနဲ့ယုံနဲ့တွဲပြီးတော့ဖြစ်သွားတာမေ့ပိုက်ခဲ့မယ်ပရိသေရီနေလိုက်တဲ့ဆိုဒီဟာသုတိစိတ်ကြတယ်နဲ့ကြိုင်နဲ့သုတိစိတ်ကအနန္တရပစ္စည်းနောက်အမေ့ပိုက်ခဲ့သွားပြီးတော့ပရိသေရီစိတ်ကလေးဖြစ်လိုက်တာသူကအနန္တရပစ္စည်းရဲ့ပစ္စည်းဥပ္ပံဟုတ်ကဲ့မို့လားဒီအဲ့လိုဖြစ်တာကဲအားလုံးဆိုကြလိုက်တာမအောင်အညမင်းညာပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမင်းညာပစ္စယေနာပစ္စယောသတ္တရောမဟာဗုဒ္ဓအညမင်းညာပစ္စယေနာပစ္စယောဩသန္တိကနေနာမရူပံအညမင်းညာပစ္စယေနာပစ္စယောနှစ်ပစ္စည်းပြီးပါပြီနော်နောက်ဘာပစ္စည်းတော့နေတယပစ္စည်းနေတယပစ္စည်းသဟဟာဇာတနေတယဝိထုပုရိဇာတနေတယလို့2 မျိုးရှိ2 မျိုးရှိတော့2 မျိုးရှိသဟဇာတနေတယကတော့သဟဇာတပစ္စည်းနဲ့ရှိခဲ့5 ဝက်ကြပဲနော်တူတယ်သူကသတ္တရောခန္ဓာရူပိနောအင်းညာမြင်ညာနေတရားပစ္စယေနာပစ္စယောဟာသာတပစ္စယေနာနေရမယ်ဘာထည့်လိုက်တာတော့နေတရားပစ္စယေနာဒါပဲထူးတယ်ဒီပြင်ဟာအကုန်တူနော်
သတ္တရောမဟာဗုဒ္ဓအင်းညာမင်းညာနေတရားပစ္စေနာပစ္စယောနှစ်ဝက်ကြပြီးတော့ဥက္ကံဒိဋ္ဌနေနာမရူပံအင်းညာမင်းညာနေတရားပစ္စေနာပစ္စယောသုံးဝက်ကြပြီးစိတ်ဓာစေတတိကာဓမ္မာစိတ်ဓာသမုဋ္ဌာနာနံရူပါနံနေတရားပစ္စေနာပစ္စယောလေးဝက်ကြမဟာဗုဒ္ဓဥပါဒာရူပါနံနေတရားပစ္စေနာပစ္စယောသာသာတအတိုင်းနဲ့၅ဝက်ကြနော်အဲ့ဒီ၅ဝက်ကြလေးအားလုံးထားလိုက်သမ်းပါဦးနေတရားပစ္စယောတိဩကံဒိဋ္ဌနေနာမရူပံနေတရားပစ္စေနာပစ္စယောစိတ်ဓာစေတတိကာဓမ္မာရူပနံနေတရားပစ္စေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနံနေတရားပစ္စေနာပစ္စယောဒါ၅ခုပြီးသွားတယ်နောက်6ခုကြတော့ရုပ်6ခုကပစ္စည်းနော်နန္တရားကပစ္စယုပ္ပံရုပ်6ခုဆိုတာမျက်စိနာနှာခေါင်းရှားကိုယ်စိတ်မပါဘူးဟရိယဝတ္ထုပြန်ကြည့်လိုက်တော့မအောင်မျက်စိနာနှာခေါင်းရှားကိုဟရိယဝတ္ထုနှလုံးပေါ့နော်အေးဟရိယအင်္ဂလိပ်လိုကြတော့လေ heart ဟုတ်တယ်မလားဟရိယနဲ့ဟာရင်းနဲ့တူပါတယ်သူနော်ဟာရင်းနဲ့တူဟရိယဝတ္ထုမျက်စိနာနှာခေါင်းရှားကိုနှလုံးနော်နှလုံးသားအဲ့တော့မျက်စိကမြင်စိတ်ကလေးကနေတရားပစ္စည်းနဲ့ကျေစုပြုတယ်နေတရားဆိုတာမိယာပေါ့ဒီနိုင်လေးနဲ့ဟောဒီကလထိုင်နဲ့ဆိုဘယ်လိုကမိယာဖြစ်မလို့ကလထိုင်ကမိယာဖြစ်တာပေါ့ဟုတ်တယ်မို့လားအေးမျက်စိနဲ့မြင်စိတ်ဆိုရင်လည်းပဲမျက်စိကမိယာဒီမြင်စိတ်ကလေးကမိတတ်တာသူကနော်မြင်စိတ်ကလေးကဘယ်လိုပေါ်မိဖြစ်မလို့မျက်စိပေါ်မှာမှီပြီးတော့ဖြစ်တာနော်အေးအဲ့လိုမျက်စိပေါ်မှာမှီရာဖြစ်လို့မလို့နေတရားပစ္စည်းနော်နေတရားပစ္စည်းနေတရားဆိုဒီမှာမှီရာအခုဘုံဘုံထိုင်ရကလထိုင်နဲ့ဘုံဘုံနဲ့ဆိုရင်ဘယ်သူကနေတရားဖြစ်မလို့ကလထိုင်ကနေတရားဟုတ်လားအေးဒီလည်းပဲစက်ကူနဲ့မြင်သိနဲ့မျက်စိနဲ့မြင်စိတ်နဲ့ဆိုရင်မျက်စိကမိယာနေတရားပစ္စည်းမြင်စိတ်ကနေတရားပစ္စည်းရဲ့ပစ္စယုပ္ပံမျက်စိကအကြောင်းတရားမြင်စိတ်ကအကျိုးတရားမျက်စိကယုတ်တရားမြင်စိတ်ကနံတရားအေးအဲ့လိုကွဲသွားတာပေါ့နော်ကွဲသွားပြီဆိုရင်တဖြည်းဖြည်းနိဗ္ဗာန်ပဲသူကပို့နေတာဟုတ်ကလားအေးမျက်စိကယုတ်တရားဆိုတော့ဟောရူပပရိစ္ဆေဒဉာဏ်မြင်သိကနံတရားဆိုတော့နာမပရိစ္ဆေဒဉာဏ်နှစ်ခုပေါင်းလိုက်တော့နာမရူပပရိစ္ဆေဒဉာဏ်ဩလူဆိုတာလူရဲ့လို့မဟုတ်ဘူးမျက်စိနဲ့မြင်သိပေါင်းထားတာဟုတ်ကဲ့မလားထို့အတူနားနဲ့အတန်နဲ့ဆိုရင်လည်းနားကနေတရားပစ္စည်းကြားစိတ်ကနေတရားပစ္စည်းရဲ့ပစ္စယုပ္ပံနာကယုတ်တရားကြားစိတ်ကနံတရားနာမရူပပရိစ္ဆေဒဉာဏ်ဟုတ်ကဲ့မို့လားနာကအကြောင်းတရားပြီးတော့ကြားစိတ်ကအကျိုးတရားသစ္စာပရိက္ခဉာဏ်ဟုတ်လားနာယောကြားစိတ်ကိုခဏလေးဖြည့်ပြသွားတော့အနိစ္စဥရိယဘေယဟုတ်ကလားဒီဥရိယဘေယညာအဲ့ဒီနဲ့ဆုံးတာအဲ့ဒီနဲ့ဝိပဿနာဉာဏ်သိအောင်သွားလိုက်ရတယ်
နော်ပြီးတော့နှာခေါင်းနဲ့ထုံကြီးတူပေါ့နှာခေါင်းနဲ့နံစိတ်နဲ့နှာခေါင်းကနေတရားပစ္စည်းနံစိတ်ကနေတရားပစ္စည်းရဲ့ပစ္စည်းဥပ္ပါနှာခေါင်းကယုတ်တရားနံစိတ်ကနံတရားနှာခေါင်းကအကြောင်းတရားနံစိတ်ကအကျိုးတရားအဲ့ဒါလို့သူတို့လည်းပဲခဏလေးဖြစ်ပြသွားတယ်အနိစ္စဘောပေါက်တယ်နော်ရှာနဲ့အရာရာနဲ့ရှာကယုတ်တရားယတ္တိစိတ်ကနံတရားရှာကယုတ်တရားယတ္တိစိတ်ကနံတရားရှာကအကြောင်းတရားယတ္တိစိတ်ကအကျိုးတရားနှစ်ခုလုံးရှာရောယတ္တိစိတ်ကလေးရောခဏလေးအတွင်းဖြစ်ပြသွားတယ်အနိစ္စဘောပေါက်တယ်နော်အဲ့ဒီလိုစဉ်းစားပြီးတော့ဆင်ញင်ပြီးတော့စားတော့ပြီးဟိုကျွမ်းမယ်တစ်ချိန်ကများကုတော်ဒီဆွမ်းခံတစ်ပင်လေးတစ်ပင်အောက်စားတဲ့အခါအဲ့လိုပဲရှာနေအရာရာနဲ့ကြည်တွေရှာပေါ်မယ်ယတ္တိစိတ်တွေဖြစ်အနိစ္စဆိုဆွမ်းစားလို့မပြီးခင်ပဲသောတာပန်သရဂအနာဂံဖြစ်ကုန်တာလေဆိုနော်အဲ့လိုဖြစ်ခီတိစိတ်တွေလည်းထုံကြီးတူပေါ့ခီတိစိတ်တွေလည်းဒီကိုကနေတရားပစ္စည်းဟုတ်လားကာယပတ္တရာယုတ်ပေါ့အဲဒီကိုကနေတရားပစ္စည်းခီတိစိတ်ကပစ္စည်းရဲ့ပစ္စည်းဥပ္ပါကိုယုတ်တရားခီတိစိတ်ကနံတရားကိုကအကြောင်းတရားခီတိစိတ်ကအကျိုးတရားနှစ်ခုလုံးအကြောင်းလုံးအကျိုးခဏလေးအတွင်းဖြစ်ပြတယ်အနိစ္စဘောပေါက်တယ်နော်အဲ့ဒါကိုငါးဝဲကြဘုရားဟောမှာပေါ့မျက်စိအတွက်တဝဲကြနားအတွက်တဝဲကြနှာခေါင်းအတွက်တဝဲကြရှားအတွက်တဝဲကြကိုယ်အတွက်တဝဲကြငါးဝဲကြဖြည်းဖြည်းဖတ်သမ်းပါဦးနေတရားပစ္စယောတိသက္ခာယတနံသက္ခာယတနံကစပါပါနော်သက္ခာယတနံသက္ခုဝိညာဏဓာတုယတံအမြုတကာနိသာဓမ္မာနံနေတရားပစ္စေနာပစ္စယောသောတာယတနံနေတရားပစ္စေနာပစ္စယောခန္ဓာယတနံခန္ဓာဝိညာဏဓာတုယနေတရားပစ္စေနာပစ္စယောဇိဝယတနံဇိဝဝိညာဏဓာတုယသံဃာမြုတကာနိသာဓမ္မာနံနေတရားပစ္စေနာပစ္စယောကာယယတနံယုတ်ကံနိသဓမ္မာနံနေတရားပစ္စေနာပစ္စယောငါးဝဲကြနော်မျက်စိနာနှာခေါင်းရှားကိုယ်ငါးခုနော်အဲဒီမဲ့ယုတ်တရားကပစ္စည်းနံတရားကပစ္စည်းဥပ္ပံနော်မျက်စိကယုတ်တရားမြင်စိတ်ကနံတရားယုတ်နာမျက်စိယုတ်ကမြင်စိတ်နာအားခြေသူပြုတယ်ဟုတ်လားထို့တူနာနဲ့ကြားစိတ်ဆိုရင်လည်းပဲနာကယုတ်တရားကြားစိတ်ကနံတရားယုတ်တရားကနံတရားခြေသူပြုတယ်နှာခေါင်းနဲ့နံစိတ်ဆိုရင်လည်းပဲနှာခေါင်းကယုတ်တရားနံစိတ်ကနံတရားယုတ်တရားကနံတရားခြေသူပြုရှာနဲ့ယတ္တိစိတ်ဆိုရင်လည်းရှားကယုတ်တရားယတ္တိစိတ်ကနံတရားယုတ်ကနံကျေစုပြုကိုယ်နဲ့ခီတိစိတ်ဆိုရင်လည်းကိုယ်ကယုတ်တရားခီတိစိတ်ကနံတရားနောက်တစ်ခါဟရိယဝတ္ထုကြတော့စကားအငင်းပွားတာမျိုးရှိ
သိပ္ပံဤအရာကစိတ်ဒီစေတသိက်ဒီခုနမနောဓမနောဝိညာဏဓာတ်တွေဟာအုံနောက်မဲ့မြည်တယ်လို့သူတို့ကတော့သိပ္ပံဆရာကြီးအဲ့လိုဆိုပါတယ်ဘုံဘုံလို့စာရဲမတော့သိကြပေါင်းဒီမပါဘူးယံရူပံနေတာယယံရူပံအကျဉ်ယုတ်တရားကိုနေတာယအမိပြု၍ယုတ်တရားဆိုတော့ဘယ်ယုတ်တုံးလို့မပါဘူးနော်အကျဉ်ယုတ်တရားကိုအမိပြု၍မနောဓမနောဝိညာဏဓာတ်ဒီဖြစ်တယ်အဲ့ဒီယုတ်တရားဒီမနောဓမနောဝိညာဏဓာတ်တို့ဟာနေတရားတတ္တိဖြင့်ကျေစုပြုတယ်ကျေစုပြုတယ်အဲ့ဒီယုတ်တရားဒီသိပ္ပံဆရာတွေအလိုပါလေတော့အုံနောက်နော်ဗရိမိတော့ဆရာတော်တို့စာအလိုကတော့ယုတ်တရားဆိုတာဘယ်လိုပြောတာတော့ဟရိယဝိတုနှလုံးအိမ်လေးပြောတာနော်နှလုံးအိမ်နဲ့သွေးတွေရှိတာပေါ့အဲ့ဒီသွေးတွေထဲမှာပါတဲ့တရားဟရိယဝိတုတရားနော်ဒီသွေးတွေကတော့မဟုတ်သေးဘူးပေါ့ဒီလိုသွေးတွေထဲမှာဒီလိုလူဆိုတာနှလုံးဆိုတာဟောလက်သီးဆုပ်ကြည့်လိုက်ပေါ့ကိုကကိုလက်သီးဆုပ်ကြည့်လိုက်ကိုလက်သီးဆုပ်တော့ကိုနှလုံးကရှိတာနော်ကလေးဆိုလေကလေးလက်သီးဆုပ်ပေါ့လူကြီးဆိုလေလူကြီးရဲ့လက်သီးဆုပ်အဲ့လောက်ရှိတဲ့ဒါနှလုံးအိမ်အဲ့ဒီပေါ်ကြီးမဲ့မှီတာတော့မဟုတ်ဘူးနှလုံးအိမ်နဲ့ပဲသွေးအခန်းလေးခန်းရှိတယ်သွေးတွေဝင်သွေးကနှခမ်းထွက်သွေးကနှခမ်းနော်ဝင်သွေးနှခမ်းထွက်သွေးနှခမ်းအဲ့ဒီသွေးတွေထဲမှာပါတဲ့ယုတ်တရားအဲ့ဒီယုတ်တရားပေါ်မှာဘယ်လိုမှီတော့မနောဓာမနောဝိညာဏဓာအဲ့ဒီဓာတ်နှစ်ပါးကမိပါတယ်တဲ့နော်ဓာတ်က9ပါးရှိတာကိုမျက်စိဓာတ်နဲ့သက္ကုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်ဇေဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဓာတ်မနောဝိညာဏဓာတ်လို့ဓာတ်ဘယ်နှပါးရှိတော့9ပါးရှိတယ်အဲ့တော့မြင်စိတ်ကသက္ကုဝိညာဏဓာတ်ကမြင်လုံးနဲ့မြည်တယ်သောတာဝိညာဏဓာတ်ကနားမှာမြည်တယ်ခန္ဓာဝိညာဏဓာတ်ကနှာခေါင်းမှာမြည်တယ်နော်ဇေဝဝိညာဏဓာတ်ကရှားမှာမြည်တယ်နော်ကာယဝိညာဏဓာတ်ကကိုယ်မှာမြည်တယ်မနောဓာတ်နဲ့မနောဝိညာဏဓာတ်ဒီနှစ်ခုကတော့နှလုံးသားမှာမြည်တယ်တဲ့ဟုတ်လားအဲ့ဒါလေးကိုယံရူပံနေတာယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပံမနောဓာတုယာသမနောဝိညာဏဓာတုယာသတံတံယုတ်တကာနိသာဓမ္မနံနေတယပစ္စေနာပစ္စယောဖတ်လိုက်သမှာယံရူပံနေတာယနေတယပစ္စည်းက2မျိုးသဟသာတနေတယပစ္စည်းကရှေ့ပိုင်း9ဝက်ကြာဟုတ်ကလားဝတ္ထုဥရိဇာတပစ္စည်းကနောက်ပိုင်း6ဝက်ကြာနော်မျက်စိနားနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုဟုတ်လားသူကယုတ်တရားကပစ္စည်းနံတရားကပစ္စည်းဥပါနော်ယုတ်ကလည်းပဲ6ခုပေါ့မျက်စိယုံနားယုံနှာခေါင်းယုံရှားယုံကိုယ်ယုံဟရိယဝတ္ထုနှလုံးသားယုံအဲ့ဒီယုတ်6ခုဒီပစ္စည်းဒီယုတ်6ခုပစ္စည်းပေါ်မှာမှီပြီးတော့နံတရားတွေကမြင်စိတ်ကြားစိတ်နာမ်စိတ်ရက်စိတ်ထိတိစိတ်စိတ်ကူးစိတ်ဒီစိတ်တွေကသူတို့ပေါ်မှာမှီဖြစ်တယ်သဘောပေါက်တယ်နော်အဲ့တော့နေတယပစ္စယောတစ်ခေါက်ဆိုကြအောင်လို့ပဲနေတယပစ္စယောတိ
သတ္တရောခန္ဓာအရုပိနောသတ္တရောမဟာဗုဒ္ဓံဩကံဒိဋ္ဌိနာမရူပံဣညာမြဉ္ဇံနေတယပစ္စေနာပစ္စယောစေတဒေတတိကာဓမ္မာနေတယပစ္စေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနံနေတယပစ္စေနာပစ္စယောသက္ကာယတနံသက္ကုဝိညာဏဓာတုယဓမ္မံယုတ်တကာနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောသောတာယတနံနေတယပစ္စေနာပစ္စယောခန္ဓာယတနံခန္ဓာဝိညာဏဓာတုယသံဃံယုတ်တကာနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောဇိဝါယတနံဇိဝဝိညာဏဓာတုယသံဃံယုတ်တကာနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောကာယယတနံကာယဝိညာဏဓာတုယသံဃံယုတ်တကာနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောယံရူပံနေတာယမနောဓာတုသမနောဝိညာဏဓာတုသဝေတံတိယံရူပံမနောဓာတုယသမနောဝိညာဏဓာတုယသသံဃံယုတ်တကာနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောဒါဆိုရှင်းပစ္စည်းပြီးပါပြီနော်ရှင်းပစ္စည်းပြီးတယ်ဘုံဘုံတို့ဆရာဒီပါဠိတော်လေးတွေရွတ်ဖတ်တဲ့နေရာတဲ့ဆိုအခုတန်ပါတယ်ဘုံဘုံတို့မင်းကိုတိတိကဆရာတော်ကြီးဦးဝိသိတာသူ့ဆရာကဥပညာသူ့ဆရာကြီးကိုသူကပြောတယ်ဆရာတော်ဘုရားတပည့်တော်စာရီပဋ္ဌာန်းပါဠိတော်ကြီးရွတ်ဖတ်တဲ့နေရာပြန်နေရစိတ်ထဲကြည်နူးတယ်ဗျာပြီးတော့စိတ်ထဲနဲ့စိတ်ကိုကြည်လူကျင်တာကြီးလည်းပြီးတော့ရတာဗျာတပည့်တော်ဒီနေ့ဒူးရင်ကြီးစားကျင်တာဆိုရင်မဲရန်ကုန်ကတခါတယောက်ကဒူးရင်ကြီးလေးများနဲ့ပို့လိုက်တယ်အဲ့ဒါအဲ့ပို့တဲ့ကွာလေရန်ကုန်မန္တလေးလူစိတ်ကနေပြီးတော့မင်းကိုအရောက်ပို့တခါတလေကျတော့တပည့်တော်ဒီနေ့တော့အေးတယ်တက္ကနာခြုံတယ်လေးခြုံငိမ့်တာဆိုလားလူတဲ့လူကရှိတယ်ဟောတပည့်တော်ဘာလေးတောင်းထားလိုက်ရကြီးတာများအဲ့တော့စိတ်ထဲတောင်မတောင်းတာလည်းပဲဖြစ်နေတယ်အဲ့ဒါသိတိပေါက်တယ်ခေါ်တယ်ဟာကွာမင်းသိတိပေါက်ပြီသိတိပေါက်တဲ့အဓိပ္ပာယ်ကဘုရားစာကြီးကဘုရားတရားတော်ကြီးကတကူရှိတယ်အဲ့ဒီတကူရှိတဲ့စာကြီးကိုကိုယ်ကရွတ်ဖတ်တဲ့နေတော့ဟောဒီဗဒ္ဒကစပြီးတော့သိတိပေါက်တာကွာနော်ဗဒ္ဒကစသိတိပေါက်တယ်ကွာဗဒ္ဒကရမ်းမပြောရဘူးပြောရင်အဲ့ဒီတိုင်းဖြစ်သွားတာဟိုသုံးလုံးဆရာတော်ကြီးဥက္ကဝီသူ့အချုပ်ပတ်ကြီးတွေဖတ်တခါတည်းမင်းဒီကောင်သိနေကောင်ကြီးတွေဆိုနောက်တနေ့သေးဘူးလေမပြောရဘူးတော့မင်းငါကိုရောတာမှားပြီအဲ့လိုပြောလိုက်တဲ့ဥစ္စာကြီးပြောတဲ့အတိုင်းဖြစ်သွားတတ်တယ်နော်ဒီတော့စိတ်ကူးရင်လည်းစိတ်ကူးတဲ့ဥစ္စာလေးကြီးအတိုင်းပဲဖြစ်တတ်တယ်အဲ့ဒါသိတိပေါက်တာခေါ်လေကွာဘုရားတရားတော်ကြီးရဲ့တကူမှတ်ထားလို့ဒါတော်ကြီးကပြောဘူးဆိုတယ်နော်ဘုံဘုံပြီးခဲ့တဲ့လကဂျပန်ပြည်သွားတယ်ဂျပန်ကသိတမုတ်ပွဲတင်လို့အဲ့ဒီနဲ့သူကဟိုးအထက်ထမယ်စတုထကြမယ်
သိသမုတ်ချင်တာအဲ့လိုသိကမြေကြီးတာသမုတ်တာသူတို့ကသမုတ်ဘူးတာကိုအထက်ထမယ်မသမုတ်ဘူးလို့သူတို့ကသိမသမုတ်ရဲဘူးဆရာတော်ပြင်ဆရာတော်လိုက်ပြီးတော့သမုတ်ပေးလိုက်ပါတယ်ပြီးတော့သိသမုတ်ပွဲလူတာဒါနာတွေလည်းအများကြီးပါပဲဘုန်းကြီးဘုံတော်တော်လေးရခဲ့နော်ဘုံကတခါတည်းကျငါကရလဲရခဲ့ဝါလဲဝါခဲ့ဒီကွာတော့ဝကြအဲ့လိုရလဲရဝါလဲဝါဆိုသဘောကျကြဘုံကအဲ့ဒီနဲ့ကလေးမလေးတယောက်ခင်ဥမာမြိုင်တဲ့သူ့အမေကမြင့်မြင့်ခင်မြင့်မြင့်ခင်ကခင်လေးကြီးတယ်သူ့အဖေကဥထုံးမြိုင်လေးကြီးတယ်သူနာမည်ရင်းကတော့အုံမာခင်အုံမာမြိုင်နော်ခင်အုံမာမြိုင်ကဘုန်းကြီးလာပြီးညနေတိုင်းသူကဖြော်ကြီးကတ်တယ်ဒီခင်အုံမာမြိုင်နေတိုင်းလာကဘာလို့တော့နဲ့ဗတ်ဆန်ရှိလို့လားမရှိပါဘူးဗျာပြီးတော့အလုပ်လည်းမရှိလို့ပြန်တော့မှာတဲ့သူကအလုပ်လုပ်သွားတာဟိုကြအလုပ်မရတော့ပြန်တော့မလို့ဗျာတဲ့ဒီနာတို့ခင်အုံမာမြိုင်အလုံးမရဘူးတဲ့ရပြီဘုံကအဲ့လိုပြောတာကိုသူတော့ဝန်တာတော့ရပြီဆိုဝန်တာတော့နောက်နေ့ကျဘုံကမေးတယ်ဘယ်လိုဟိရတာရပြီများည10 နာရီလောက်မှပြေပြီးဖုံးလာတယ်ခင်အုံမာမြိုင်နဲ့အလုခံပြီးလက်ကျင်ကအလုဆင်းလို့ဘုံကလည်းအဲ့လိုပဋ္ဌာန်းတွေပါပြီးရွတ်ပါများလို့ပြောမှန်းသွားတယ်ပြီးသွားတယ်တော့နောက်တစ်ယောက်ကသူကပြောပြန်တော့ကလေးမလေးတစ်ယောက်ကလာပြန်ရောတကြီးရောလည်းအလုံးမရလို့ပါပြောနေနာမည်ဘယ်လိုလို့ကြီးပြတဲ့ကဲကြီးပြခင်ကြီးပြအလုံးမရဘူးလေရပြီရနောက်တနေ့လာကြအောင်သူကဘယ်နဲ့ကုန်ကြီးရပြီဗျာတဲ့အဲ့ဒီပဲဆရာကနာမည်ကြီးပါဆရာတော်တကူရှိတယ်တဲ့ဘာလို့တကယ်ကတော့ဘုရားတရားကြီးပဋ္ဌာန်းကြီးရွတ်ပါများလို့ဒီပါဇက်ကနေပြီးတော့သိပြီးပေါက်တာနဲ့တူပါတယ်နော်ဒီတကူရှိလို့လည်းမဟုတ်ပါဘူးနော်အဲ့တော့ဆရာတော်ပြောလို့ရင်ကကြွားကျင်လို့လည်းမဟုတ်ပါဘူးလူကြီးတဲ့ပြိဋ္ဌာန်တွေလည်းပဲပဋ္ဌာန်းကြီးရွတ်ကြပါလို့နော်အဲ့လိုပဋ္ဌာန်းကြီးရွတ်တော့ပဋ္ဌာန်းတရားတော်ကြီးကဒီပါဇက်ပေါ်မှာအရင်စီးလာနော်ပါဇက်ပေါ်မှာစီးပြီးတော့ဘာတွေရောက်လာစိတ်နဲ့စဉ်းစားနောက်တစ်ခါအနိစ္စဒုက္ခအနတ္တရွေရင်မင်းတွေရွတ်တဲ့အတန်လေးတွေဖြည့်ပြီးပြည့်သွားတာတွေအဲ့လိုစဉ်းစားရတယ်နော်အဲ့လိုစဉ်းစားလိုက်ရင်ဒိဋ္ဌိဟာသုပ္ပတိဝိဒဉာဏ်နဲ့ဆင်ញင်တဲ့အပိုင်းရောက်၄စဉ်ကိုပထမဆုံးကြားနားထောင်တရားနာဒုတိယကိုယ်တိုင်ရွေတတိယစိတ်နဲ့စဉ်းစားပစ္စည်းဥပ္ပံယုတ်တရားနံတရားတတုဒ္ဓကအနိစ္စဒုက္ခရှုဒီလေးခုအောင်ရင်နိဗ္ဗာန်နဲ့သွားပြီဟုတ်လားဒီအားလုံးဘုရားတရားတော်ကြီးပဋ္ဌာန်းတရားတွေကျိုးစားပြီးတော့ရွတ်နိုင်ကြပါပြီသိပြီလေပေါ့နိဗ္ဗာန်အထိရောက်ကြပါပြီဗျာဒီနေ့နည်းနည်းတောင်မှစောတော့ပါလေဟောနည်းနည်းစောတော့တော်လို့ဖြစ်ပြီးပြီနေဘုရားနိုင်ကြီးကမှားသွားလို့ဒါဥပနိဒိယပစ္စည်းလာရအောင်ပါဘူးနော်ဥပနိဒိယပစ္စည်းအတိပ္ပယ်မှာပါတော့မှပါဠိတော်ကြီးတော့ရွတ်လိုက်ကြအောင်လို့ပါဠိတော်ကသူက9ချက်ကုသလပဒ3ချက်အကုသလပဒ3ချက်အပြာဂတပဒ3ချက်9ဝက်ကြပါမှာနော်ကုသလပဒအတွက်ဘယ်လောက်လို့3ချက်3ဝက်ကြအကုသလပဒအတွက်3ဝက်ကြအပြာဂတပဒအတွက်3ဝက်ကြအလုံး9ဝက်ကြနော်9ဝက်ကြပထမ3ဝက်ကြဘုံဘုံရေးပြပါဥပနိဒေယပစ္စယောတိပုရိမာကုသလဓမ္မာ
Visimanam Visimanam Kudalanam Dhamanam Upanidya Visina Visyo Shi Kuduga Visi Naukuduga Visyo Bang Haura Sorry, let's go on a deep story to Petamadoga, Visi, Dudia Doga, Visyo Bang, Dudia Doga, Visi, Dandia Doga, Visyo Bang, Elusan, no? Burima, Burima, Kudala Dhamma. Visi manam akudalanam dhamanam ketensi upanedya visina visyo dijano ketensi le po no bunanwa dhamma pa bu ero ketensi sura acho ma she kudo ga pisi now akudo ga visyo ban sura kudo ga ne pi lo akudo jeru ju ga tu ga no Kudu diara leve, akudu diari, citwa au. Ubama aja, sahari-hari, itu poni dah. Sahaja lusi, ngakwa sudah mana kiblat. Enak tu, si kudu ga bisi, now mana dia, akudu di citwa ra. Bisi bang, haura. Elule mana macia bude, haura. Birama, burima, kudala dhamma. Visimanam Abhyagadana Dhamanam Upanidya Visina Visyo Yashi Tatamezoa Visi Tarayuma Visyo Bang Anandara Walubo no? Eri Dongwa Jaya Polai Dharma Upanidya Visyo Di Burima Kudala Dhamma Akudo atwe tongwe ja. Now akudo ane thoni duwe tongwe ja la. No? Shi akudo ga bisi, now akudo ga bisi bang. Akudo ri lo ni ne shi akudo ri ya now akudo ri phi aung jiru duwe duwa. No? Edo akudo ri so ma phi aung ju da. Pi ro shi akudo ri phit de. Takha le akudo ga lo kudo ga jiru duwe. Hau ka la? Akudu ga jiru jure so ubama ajan phaya ye nyi ro min na ga ho letha pwe ji chin ba Janagara Kalyani ne letha pwe pi lo phaya ga thon tha pi do le tha do thawai kle tu pai lai ta le e da nyi ro min na ga thawai kle than lai twa ta bo jaung lai Janagara Kalyani ya mamong yi nyan li jan ke ba loဒီမောက်ကနှမ်းပြီးတော့ပြောလိုက်တယ်နော်နှမ်းပြောလိုက်တော့သူစိတ်ထဲအဲ့ဒီအတန်လေးကအသေးလေးစွဲနေတာလေသူကနော်အဲ့ဒါလေးကလောဘမှုလေးပေါ့လောဘလေးအဲ့ဒီလောဘလေးကနေပြီးတော့သူကျေးဇူးပြုကိုကြတော့မြတ်စွာဘုရားကမင်းနာမင်းဘုန်းကြီးဝတ်နိုင်မှာမလားလို့ဘယင်မျိုးဆိုတာဒီလိုတဲ့မေတ္တာလုံနိုင်ရလားဆိုမလုံနိုင်ဘူးမပြောအောင်ဒါဆိုအသေးကြောင်ပဲလို့ခေါ်တယ်မင်းမျိုးမဟုတ်ဟုတ်လားမင်းဘုန်းကြီးဝတ်နိုင်ရလားဝတ်နိုင်တယ်ဗျာဒီလိုပြောရတာဟုတ်အေးဝတ်နိုင်ဝတ်กว่าတော့ဝတ်လိုက်ပေါ့အဲ့ကျဒုက္ခရောက်တာပေါ့ဘုမေနောက်တာခရီးကြီးလည်းဒုက္ခရောက်သူလည်းပဲမပြောဘူးသူကလူတွေ့ချင်းကြီးနေတာအဲ့လိုနဲ့ဒီကနောက်ဘုရားကသိတယ်ဟောမင်းနာကတော့လူထွက်ချင်းနေပြီဆိုပြီးတော့ကဲမင်းနာငါနဲ့လမ်းလျှောက်သွားအောင်ဟေးဆိုတော့သွားပြောတတ်ကလေးရောက်တော့မီးလောင်ထားတဲ့တစ်တုံကြီးတင်းငုတ်ကြီးတစ်ခုပေါ်မြောင်းမကြီးကမီးလောင်ထားလို့နေရွက်တွေပါလေလည်းပဲ့ရွက်လက်တွေကလည်းတိုးလို့တဲ့ဟိုဟာပါကြီးတော့ဟဲ့မြောင်းမကြီးပါဗျာအဲ့ဒီမြောင်းမကြီးနဲ့မင်းသနာပရကရိယာကြီးဘယ်သူကလှတော့မနိုင်တဲ့ကောင်ဘူးဖြစ်အောင်ပြောတယ်သူကအဲ့ဒါဆိုသိသဘောမကျဘူးပေါ့နော်ဒါဆိုရင်သူသနာပရကရိယာကြီးကအချောတုံးကိုအဲ့ဒါသူကမနိုင်တဲ့ကောင်ဘူးဖြစ်အောင်အေးဆိုတော့
တာဝရိနာနတ်ကြီးခေါ်သွားတာဝရိနာနတ်ကြီးရောက်တဲ့အခါကျတော့နတ်သမီးတွေကလာပြီးတော့ဖះမြတ်စွာဘုရားသခင်ကြွလာတယ်ဆိုနတ်သားတွေနတ်သမီးတွေရှိခိုးကြမြတ်စွာဘုရားကမင်းနာဟောနတ်သမီးတွေနဲ့မင်းနာဗရကရိယာကြီးတဲ့လို့ပြီးဒီမှာသူတို့နဲ့စာရင်တော့တပည့်တော်သနာဗရကရိယာကြီးကမြောင်းမာကြီးဖြစ်သွားပါလိမ့်လို့ပြောသနာဗရကရိယာကြီးနဲ့ကြားတဲ့သူတွေတွင်းထိုးလိုက်ပါအဲ့ဒါနဲ့မင်းအဲ့ဒီနတ်သမီးလေးတွေမလူချင်းဘူးလားကွာလူချင်းပါလေဗျာငါတာမုန်းခံတယ်မင်းရပြီမင်းတရားလာအထုတ်ဆိုပြီးသူကတရားအထုတ်ခံလိုက်တာဗောအထုတ်ခံရင်တော့နောက်ကျတော့တရားသဘောပေါက်သွားတော့နိဗ္ဗာန်ဉာဏ်နာဖြစ်သွားတာဉာဏ်နာဖြစ်သွားတော့သူဓနဗရကရိယာကြီးလူချင်းတဲ့လောကတော်လေးနဲ့သူအထုတ်တာနော်အဲ့ဒီဟာပုရိမာအကုသလာဓမ္မာဗောရှင်းဖြစ်တဲ့မင်းနာလေးတဏ္ဍာနဲ့ဖြစ်နေတဲ့လောဘကအကုသိုလ်ကပစ္စည်းနောက်သူယဟနာဖြစ်သွားတာကပစ္စည်းဥပ္ပံဟုတ်လားဒါမိမနတ်သမီးလေးလူချင်းကိုပြုစားအထုတ်လိုက်တာသူကနော်အဲ့လိုပဲယံခံမယ်အကုသိုလ်ကလည်းကုသိုလ်ကျေးဇူးပြုတယ်ဒီလိုပြောလို့ဖြစ်မှာနော်ဥရိမာအကုသလာဓမ္မာသစ္စိမာနအကုသလာနံဓမ္မာနံကိတင်စီဥပါနေတရားပစ္စယေနာပစ္စယောဒီလေကိတင်စီပါတယ်တခါတလေမှကနော်အများအပြင်းတော့အကုသိုလ်ချင်းကျေးဇူးပြုတယ်ယံခါတော့ကုသိုလ်လည်းဖြစ်အောင်ကျေးဇူးပြုပါတယ်ဥရိမာအကုသလာဓမ္မာသစ္စိမာနအပြာဒါနံဓမ္မာနံဥပါနေတရားပစ္စယေနာပစ္စယောအကုသိုလ်အတွက်သုံးဝက်ကြာအလုံးဖတ်လိုက်ကြပါဦးဥရိမာအကုသလာဓမ္မာသစ္စိမာနအကုသလာဓမ္မာဥပါနေတရားပစ္စယေနာပစ္စယောဥရိမာအကုသလာဓမ္မာသစ္စိမာနကုသလဗရသုံးဝဲကြထိုနည်းတူအဗျာဂတဗရလည်းသုံးဝဲကြဝိဘက်ကရိယာလေးကိုတော့အဗျာဂတခေါ်တယ်ရှင်းဝိဘက်ကရိယာကနောက်ဝိဘက်ကရိယာကျေစုပြုတာအဗျာဂတောဗျာဂတတဝဲကြရှင်းအဗျာဂတကနောက်ဖြစ်တယ်ကုသိုလ်အားကျေစုပြုတာဥပမာအပြင်ဝုထောမနောဒရဝဇ္ဇံဆိုပစ္စည်းပထမသောဆိုပစ္စည်းဥပ္ပါအနန္တရဓမ္မလို့ပေါ့နော်ရှိတရားကအဗျာဂတတရားဝိဘက်ကရိယာတရားနောက်တရားကကုသိုလ်အဲ့ဒါဆိုရင်ပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနကုသလာနဓမ္မာနံဥပနိတရားပစ္စေနာပစ္စယောထို့တူရဲ့ရှိကဘုထောမနောဒရဝဇ္ဇံကပစ္စည်းနောက်အကုသိုလ်ပထမသောကပစ္စည်းဥပ္ပံကြတော့ပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနအကုသလာနဓမ္မာနဥပနိတရားပစ္စေနာပစ္စယောအဲ့ဒါလိုနဲ့အကုသလနဲ့အဗျာဂတဗရလည်းသုံးဝဲကြဖတ်လိုက်သမ်းပါဦးပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနဥဒုဘောဓနံပိယေပုဂ္ဂလောပိယေသေနာတနံပိယေအဲ့ဒါတော့ဥဒုတို့ဘောဓင်တို့ပုဂ္ဂလောတို့သေနာတနာတို့ဒါပရမတ္ထတရားကလည်းကျေစုပြုတယ်ပညာတရားတွေကလည်းကျေစုပြုတယ်ဥဒုဆိုတော့
Bura ira udu ko. Bodana so sare asa sari bo. Edu udu so inebe bura ire ti roda bo. Ulebe Paramatha diya ba. Bodana lebe sare asa same pare Oda yuk Paramatha diya. Eri udu diya ga lebe Udu diya ga lebe Kuduri akuduri biada di siang jiru juga. Hodian le sare asale jiru juga. Bukalo bi buku aleve jiru juga. Era buku leve nyesabia ningla doja le adiwinasa balana bani danesa adiwinasa ijen ho. Makane buku li wa kawe makane jadi ku biar doka yau deh. No kawe buku Miwe tiga Aduni makaume dadi kubi kudubi ya no Era jang puku lebe kiusaya nere Dina tanambi Dina sura iya bo Adana sura thaya Kulu kale thayni Kirini bari Kale thayni Niyaro Adana bo Kirini yaro Dina bo Iya niya thaya Edo Eya niya thanya ga lebe jiru gyue jiru gyu bo le khomong takku pyo pya Bodana bi yakha ro ywa de ywa ka phaya mu ji de tanga ro ri 900 pet sonka mande ji ne di lo dhama yong ji lo tha ya ba lo tanga ri sonka lo pi lo sonka lo along pi ba ri phya myat swa phya taya ho ro mu ba phya so le yi de cha taya ho bu hyauk de Shout out, yes, Dide Mona to the Manima Villa, hey, you bought the Gadia Mire. Ah, Mona, they are doing you there, Koa, machine. Mona, machine, doing Waha, so doing Wako. In the machine, do it one and one young and one Johnny there. Like half to your secret, go let your do it to make the arco. Do you get called La, like it too. Who call it Wale to it or Laila. Vijana Nyatopia Mona Lava Vipia, Yaba Vipia. Mona, Mentamenta Vila. Made Nyata. Masari on Ya, the Vio Buga Doama, Yana, Indama, Moe, Tana or Sia. I didn't do Mona to make it on it. And to make you. Will be Zuma, Tama Monga, and then Sabiwa, Zuma, they are whole. They are whole, they are less so Monga Doda Vandi, no? Monga Doda Vandi or Wendaja, Terari Maria Muya, Fiana, Monga, Yitana, Monga, Fiana, and you do the la. We go Mohogu, Monga, and you do Mogu. Yazamia, he prayed that Kila. ကြည့်လိုက်တော့တရားလူတရားများသောတာပန်တည်မဲ့ပုဂ္ဂိုလ်ကမောင်နှတယောက်တည်းပါတယ်လူရင်းလူကမပါပဲဖြစ်နေလို့သူရှာအောင်ပဲလို့ခိုင်းရတာရောက်လာပြန်တော့သမင်းကမစားရဘူးသမင်းမစားခင်သွားတရားဟောလိုက်ရင်ช้าနေပြီးတော့သမင်းစားတယ်ဆိုအဲ့ဒီစိတ်ကရောက်လို့တရားကိုနှလုံးမသွင်းနိုင်နော်အဲ့ဒါမဲ့ဖို့လေးကဘုရားဟောလေရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကသမင်းပြုလိုက်ပါဦးကွာလို့ပြောတာဟုတ်ကဲ့လားအမျိုးတော်လို့ပြောတာလားဘုန်းကဒီမဲ့ပြောတာကဥဒုဘောဓနာတိဥပနေတိယပစ္စည်းနာပစ္စယောအဲ့ဒီဘောဓနာအရာပြောတာဘုန်းကနော်အဲ့ဒါလည်းပဲသူ့မဲ့ဖို့နိဗ္ဗာန်ရပြီအထိအစားအစာလေးရတဲ့ကျေးဇူးပြုနိုင်တယ်နော်အဲ့တော့ဗျာရတရွတ်ပြီးပါလားအရဟတသုံးဝဲကြတယ်အဲ့ဒါလေးရွေးလိုက်ဆံပါအောင်ပုရိမာအာဗျာဒါဓမ္မာသစ္စိမာနံအာဗျာဒါနံဓမ္မာနံဥပါနေယပစ္စေနာပစ္စယောပုရိမာဥပါနာဓမ္မာနံဥပါနေယပစ္စေနာပစ္စယောသစ္စိမာနံအကုသလနံဓမ္မာနံဥပါနေယပစ္စေနာပစ္စယောဥဒုဘော
ဒီနာတနံတိဥပါနေတရားပစ္စည်းနာပစ္စယောဒီဥဒုလို့ဘောဓင်လို့ကလည်းကြည်သူပြုတယ်ပုဂ္ဂိုလ်ကလည်းကြည်သူပြုတယ်ညီတော်အာနန္ဒာကဘုရားလျှောက်တယ်ဘုရားပုဂ္ဂိုလ်ကိုမေကောင်းဆွေကောင်းလေးရှိမယ်ဆိုတော့တော့အားကိုးရတာဘုရားကုသိုလ်ရဖို့တဝက်လောက်တော့သိရတယ်လို့ညီတော်အာနန္ဒာဘုရားလျှောက်ဘယ်တဝက်ကမလဲကွာပုဂ္ဂိုလ်ကောင်းတဲ့သူတော်ကောင်းတဲ့ပေါင်းရင်ကုသိုလ်ရလို့အားလုံးသိကြတယ်လို့ပြောတယ်နော်ဒီအဲ့ဒါကြောင့်မြတ်စွာဘုရားကပုဂ္ဂလောပိဥပနိဒိယပစ္စည်းနာပစ္စယောသီနာတနာပိအိယာနေရလဲဒီလိုပဲအိယာလေးနေရလေးဆိုလဲခယူတိုက်ရတယ်နော်ခယူတိုက်ရတယ်ဆိုတော့ခါတော့မြတ်စွာဘုရားယဟန်တော်တစ်ပါးခေါ်ပြီးတော့ဒေါ်လာလေးလျှောက်ဥယျာဉ်ကြီးတစ်ခုရောက်တော့အဲ့ဒီယဟန်ကဘုရားကိုပြောတယ်ဒီလိုဒီဥယျာဉ်နဲ့တရားထုတ်ချင်လိုက်တာဗျာမထုတ်နဲ့ကွာဒါနဲ့ဒီလိုအထုတ်ချင်လို့ပါဗျာစိတ်ထဲနဲ့အထုတ်ချင်နေတာပါဗျာမထုတ်ပါနဲ့လေပြောကွာမရလည်းမရဘူးနောက်ကြတော့သူကဘုရားကမထုတ်ပါနဲ့ပြောတယ်ငါတော့ထုတ်မှာပဲကွာဆိုဘုရားကနားမထောင်ဘူးကအဲ့ဒီဥယျာဉ်နဲ့ဘုရားကြီးမလိုက်တော့ဘူးအပိတ်ကြီးချနေခဲ့ပြီးတော့ရှင်ပြတို့လည်းမယူတော့ဘူးဗျာကိုယ့်ဟာကိုယူဆိုတဲ့အတိတ်ပဲပေါ့နော်သူကအဲ့ဒီဥယျာဉ်နဲ့တော့တရားအထုတ်တရားအထုတ်လို့ဆိုတော့နောက်ကြတော့အဲ့ဒီနဲ့လူဆိုးတွေနဲ့တွေ့ဒုက္ခရောက်ပေါင်ကျိုးနော်တရားအထုတ်လို့လည်းတရားကမထင်အဲ့လိုဒုက္ခတွေရောက်တယ်ဒါသီနာတနာမိဒီထိုင်တဲ့နေရာအကြောင်းတို့အိယာတို့ခယူဆိုင်ရတာဘာဖြစ်လို့ဆိုတော့ဘုရားကသိတယ်ဒီနေရာကအရင်တော့ကသူနဲ့ဘုရင်ကြီးဘဝကသူနဲ့မိဖုရားတွေနဲ့ပျော်မြူးခဲ့တဲ့နေရာအဲ့လိုဘဝပေါင်း900ပျော်မြူးခဲ့တဲ့နေရာဆိုတော့အဲ့ဒီအငွေ့အသက်ဒီကိလေသာတွေကျန်နေတာသူကသွားအားထုတ်လိုက်တော့အဲ့ဒီအငွေ့သက်တွေအချိန်ဟပြီးတော့ကိလေသာစိတ်တွေပဲသူပေါ်နေတရားအားထုတ်လို့မရဘူးနော်ဘုံဘုံပြောလို့ရင်ကသီနာတနာမိကြောင်းတို့အိယာနေရာတို့ထိုင်ရာတို့ဂရင်တို့တဏ္ဍချင်းချင်းဖြစ်ဖို့လိုတယ်သဘောပေါက်တယ်နော်အဲ့ဒါလေးကိုသီနာတနာမိဥပနိဒိယပစ္စည်းနာပစ္စယောနေ့စဉ်ကကြာမှာဘုံဆက်ပါတယ်နော်ဒီနေ့တော့ကြအောင်လို့